စိန်ကိုသမီးကမရင်းနဲ့စော်ခဲ့လို့ USC ရဲ့တမိုင်းဝင်ပွဲအထွက်ဆုံးစံချိန်ကိုသိမ့်ပိတ်လိုက်တဲ့ Joshua Urban ကျိုးဝိုင်းထဲမှာအရေးချင်းရှိုံနေမကာပဲဒီပရိသတ်တွေအတွက်ပွဲအမြင့်မပြတ်ထိုးပေးလေးရှိတဲ့ထိပ်သီးကျဝင်တွေရဲ့2023ခုနှစ်ကနေယနေ့အထိပွဲထွက်စံချိန်ဒီ5 second 2023ဇေယျကြီးကထွက်ပေါ်လာခဲ့ပါပြီ။အံ့ဩစရာကောင်းတာကတော့ကမ္ဘာကျော် USC ရဲ့ထိပ်သီးချန်ပီယံတွေဖြစ်တဲ့အဆလန်မာကာရှက်အီလီယာတိုဘူရီယာနဲ့တွန်အစပီနယ်တို့ထက်ပွဲရည်အတွက်အပြည့်အသက်တာလုံးပြီးဇေယျရဲ့ထိပ်ဆုံးမှာ17ပွဲအထိစံချိန်တင်စိုးမိုးထားတာကတော့ကျွန်တော်တို့အားလုံးရဲ့အသက်ဆွေးမြမှာဂုံဆောင်ကြော်ချွာပန်ပဲဖြစ်ပါတယ်။ထိပ်သီးဖိုက်တာများကြီးပွဲတဲ့စံချိန်များကြော်ချွာပန်17ပွဲဇေယျရဲ့ထိပ်ဆုံးမှာအလုပ်ကြိုးစားဆုံးဘရင်ပေါ့နော်။ဒီဒုတိယနေရာမှာတော့ဆန်ဆွန်လန်က10ပွဲကာလိုဥဘက်က9ပွဲဘိုဂန်နော့စကီက6ပွဲရှာအိုလီဘေးယာက6ပွဲပန်ဒါယန်က9ပွဲဂျစတင်ကေဂျီက9ပွဲအင်္ဂလန်မာကာရှက်က9ပွဲလီယာတိုပိုရီယာက4ပွဲတွန်အစပီတွန်က4ပွဲဒီအချက်လက်ကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့ဘန်ဟာ USC လောကထဲမှာပွဲစားပြီးစိန်ခေါ်သမျှပြန်ပြတိုင်းကိုမငြင်းတဲ့အမြဲတမ်းရေးဆိုင်တိုက်ပွဲဝင်နေတဲ့အကျန်းဆုံးဖိုင်တာဖြစ်တယ်ဆိုတာကမ္ဘာအဆင့်ကွက်တီတက်တီပြတ်လိုက်တာပဲဖြစ်ပါတယ်